ပိုးတီနေဟင်းချောင်မျိုးချက်ပါမယ်ပိုးကမိတ်ဆွေတငယ်ချင်းတွေကိုအိမ်ခေါ်ပြီးပိုးလက်ရလေးတွေချက်ကျွေးရတာကိုအရန်ကြိုက်ပါတယ်အဲ့တော့အိမ်မှာခဏခဏဧည့်သည်လာတယ်ဒီနေ့လေဧည့်သည်လာမှာမို့ဟင်းချောင်မျိုးချက်ပါမယ်ရှင်အိမ်လာလေရင်တယောက်ချင်းစီတက်တာလေးကိုမှတ်ထားပြီးတော့ဂရုတစိုက်ချက်ကျွေးဖြစ်ပါတယ်အခုကသမီးလေးကလည်းငယ်သေးတော့ကလေးလေးအိမ်နေတဲ့အချိန်မှာအမြန်ဟင်းချက်ရပါမယ်အရင်ဆုံးအမဲကလေးစားချက်ပါမယ်အမဲကလေးစားကိုပိုအမြန်ချက်ချင်တာဆိုတော့စီမတက်တော့ဘူးလုံးချက်လေးပဲချက်ပါမယ်စပယ်လေးထည့်တယ်တက်သွန်အနီအဖြူချင်းအယောင်တမှုနနေမှုမဆလာရတာတော့ကတော့စားနဲ့မှုဟင်ခမုံထည့်တယ်စီလေးထည့်ပြီးတော့တေးသေးချာချာလေးအရတာနှက်ထားပါတယ်ကလေးလေးမွေးပြီးရနောက်ပိုင်းမှာဆိုရင်ကြကြချက်ရမယ်အသားဟင်းနေဆိုရင်ပိုစီတက်မနေတော့ဘူးလုံးချက်လေးပဲချက်လိုက်တာများပါတယ်လုံးချက်ချက်တယ်ဆိုရင်ရေတွေကိုချက်ချင်းမထည့်ပဲနဲ့သူ့မှာထွက်တဲ့ရေကုန်အောင်တရေရင်ချက်လိုက်ပါတယ်ပြီးတော့မှချက်မဲ့ရေထည့်ပြီးတော့အသားအရောင်ချက်ပါတယ်ရှင်အမဲကလေးသားဆိုရင်ပိုးကစီပြန်ထက်စီကြံရီကြံလေးချက်တာကိုကြိုက်ပါတယ်ပိုးရဲ့ဆွေမျိုးတွေဆိုရင်အိမ်လာလေတိုင်းဒီဟင်းလေးကိုချက်ပေးရတယ်ပိုးချက်တဲ့ဒီအမဲကလေးသားဟင်းလေးကိုသူတို့အရန်ကိုကြိုက်ကြပါတယ်တကယ်တော့အိမ်လာလေသူတွေကဒီဟင်းမှာမဟုတ်ပါဘူးပိုးပါချက်ချက်အရန်ကိုကြိုက်ကြတာပါအိမ်မှာမှုနဲ့တက်သွန်မေးလေးလည်းရှိနေရတယ်မှုပေါင်းလေးလုပ်ကြွေးပါမယ်မှုရဲ့တက်သွန်မေးလေးရဲ့စားမှုဟင်းခမုံစီလေးနည်းနည်းထည့်ရဲကောင်းချင်းမှုရဲ့စက်မှုလေးရဲ့ထည့်ပြီးတော့တေချာလေးနယ်ပေးပါတယ်စက်မှုသုံးစုံကိုကောင်းချင်းမှုတစ်စုံထည့်ပါတယ်ရှင်ရှီရော့ဘောကချက်ချင်းမထည့်သေးဘူးနယ်ကြည့်သေးရဲ့ရေလေးနည်းနည်းလေးလူတာနဲ့နည်းနည်းလောက်ထည့်ပြီးတော့နေပါတယ်ရှင်ပြီးရင်ပေါင်းမဲ့ပကံလေးကိုစီလေးတုပ်ပြီးတော့တေးချာလေးဖိပြီးတော့မှုလေးတွေကိုထည့်ပါတယ်ရှင်တကယ်တော့ဒါမှုဟင်းထုတ်တဲ့သဘောတရားချင်းတူတူပါပဲပိုးကငပြောရမရှိလို့ပကံလုံးလေးနဲ့ထည့်ပြီးတော့ပေါင်းလိုက်တာပါတနားရီလောက်တော့ပိုးပေါင်းလိုက်ပါတယ်အစမ်းပြားလေးစားရတာကြိုက်သူပါတော့လေးပိုးလဲရှိတာလေးနဲ့လှုပ်ကြွေးလိုက်တာပါသွားကြထိုးရန်လေးနဲ့ထိုးကြည့်ရဲထိုးကြည့်လို့ဆာမုံတွေကကပ်ပါမလားဆိုရင်ဒါချက်ပါပြီချက်တော့မျိုးစီချက်လေးရဲ့ငရုတ်သီးစီမွေးလေးရဲ့ဆမ်းပြီးတော့စားပါတယ်ပိုးလဲရှိရလေးနဲ့လှုပ်တိုက်ကြဆိုပေမဲ့ဒီမှုပေါင်းလေးကတော်တော်လေးကိုစားလို့ကောင်းပါတယ်ငပြိုးရွက်မရှိဘူးဆိုရင်ပိုးလို့တလို့မျိုးလေးလှုပ်စားကြည့်ပါတော်တော်စားလို့ကောင်းပါတယ်ပြီးတော့ငဖယ်ကြိုက်သူပါတော့လဲငဖယ်ဟင်းလေးချက်ပေးပါမယ်ငဖယ်ကြောချက်တာမို့ငဖယ်ကိုမသွားချင်ဘူးဆိုရင်မီးဖွင့်သေးပဲနဲ့စီထည့်လိုက်တယ်ပြီးတော့မှငဖယ်လေးထည့်တယ်ပြီးတော့မှမီးဖွင့်ပြီးတော့မီးရေးလေးနဲ့ကြောပေါ့နော်အဲ့လိုဆိုရင်ငဖယ်ကမသွားပါဘူးတက်သွန်အနီရဲ့အဖြူရဲ့ကိုစီတက်တယ်ပိုးဒီနေ့အရန်ကိုလည်းလှို့ရဲအဲ့တော့ခရမ်းနေလေးတွေပါထည့်ပြီးတော့စီတက်လိုက်ပါတယ်ဒါကတော့ဒီရိုးရှင်းရှင်းပဲပေါ့နော်လူတိုင်းချက်တဲ့ပိုးလည်းအမြန်ဆုံးနီးလန်းတွေကိုသုံးပြီးတော့ညင်လေးကိုချက်လိုက်တာပါဟင်းချက်ရင်သူများကလည်းမကြိုက်ဘူးကိုယ်တိုင်လုံးဝမစိတ်တိုင်းကြသူဆိုတော့ပိုးအသက်23နှစ်ကနေအခုအသက်32နှစ်အထိ10နှစ်လောက်ပိုးနေတိုင်းဟင်းမချက်တဲ့နေ့ဆိုတာလည်းမရှိဘူးပေါ့နော်အဲ့အတွေ့အကြုံတွေကိုအခြေခံပြီးတော့အမြန်ဆုံးနီးလန်းတွေကိုသုံးပြီးတော့အမြန်ချက်ပါတယ်ဒါအခုကလေးရှိရဲ့အချိန်မှာတော်တော်အသုံးဝင်ပါတယ်ဆွေမျိုးရေးဆိုရင်မာလာရှန်ကောလည်းမပါမဖြစ်ဆိုတော့မာလာရှန်ကောလေးလည်းချက်ပေးပါမယ်တက်သွန်အနီအဖြူချင်းလေးကိုစီတက်တယ်အိမ်မှာပိုးမှာမာလာရှန်ကောအနှစ်ချက်ထားလေးလည်းရှိရဲဆက်ဆက်လေးစားတဲ့တော့ငရုတ်သီးခွက်ချမ်းလေးလည်းထည့်ပြီးတော့တက်သားလေးနဲ့ပဲချက်လိုက်ပါတယ်တကယ်တော့ပိုးမှာပင်လယ်ဆိုင်လည်းမရှိဘူးအသီးရွက်လည်းတိတ်မဆုံးပေါ့နော်ရှိရလေးနဲ့အစင်ပြေစိုးလေးချက်ပါတယ်ခောက်ဆွဲတောင်ဒီခောက်ဆွဲကြောက်ပေါ့နော်တစ်မျိုးပဲရှိရဲမာလာခောက်ဆွဲတွေပါလည်းမရှိဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးစားလို့ကောင်းပါတယ်တကယ်လို့ဟင်းချက်သားလေးတစားပလားတွေကအချိန်တိုင်းပြည့်စုံနေဖို့တော့မလိုပါဘူးကိုကစားစိတ်တင်တဲ့စေတနာရဲ့ဝါသနာရဲ့ဟင်းချက်ရင်ကျွမ်းကျင်မှုနဲ့စိတ်ရှိရာလေးပါပေါင်းလိုက်တဲ့ဆိုရင်ဟင်းလေးတွေကစားလို့ကောင်းပါတယ်ရှင်မပါမဖြစ်နှမ်းလေးဖြုတ်ပြီးတော့မြေပဲလေးထည့်လိုက်တဲ့ဆိုရင်မာလာရှန်ကိုဆက်ဆက်မှုမှုလေးရပါပြီအင်လာလို့မြန်မာသမင်းကျွေးရဆိုရင်ပိုးရဲ့ငပိချက်ကမဖြစ်မနေချက်ရပါမယ်ဒီနေ့ပိုးငပိချက်ကိုတော့ဘလို့ချက်လိုက်တယ်ဆိုရင်ငါးငပိလေးကိုရေချိုးထည့်လိုက်တယ်အယောင်တင်မှုငရုတ်သီးခွဲချမ်းနနွင်းမှုပစွန်လေးနဲ့ချက်မှာဆိုတော့ပစွန်ထည့်ရခရမ်းချင်သီးလေးထည့်လိုက်တယ်စားမှုဟင်းခမုံစီလေးနည်းနည်းထည့်ပြီးတော့စူအောင်တက်လိုက်ပါရဲ့ရှင်ဒီကိုရှော့ထားဖို့တော့လိုတယ်ပိုးကငရုတ်သီးစီတက်မထားတော့ငရုတ်သီးစိမ့်စော်နှမ်းမှာဆိုလို့ပါမီးအေးလေးနဲ့ခရမ်းချင်သီးရေငရုတ်သီးရေစီပြန်လာပြီးတော့မှုေးလာတဲ့အထိပိုးချက်လိုက်ပါတယ်ခုလိုမျိုးလေးခရမ်းကျင်သီးလေးလေးကြည့်စီပြန်လာပြီးမှုေးလာပြီးဆိုကမှလူကျင်တဲ့ရေလေးထည့်လိုက်တယ်ဒါဆိုရင်ခရမ်းကျင်သီးငပိချက်မှုေးလေးရပါပြီငရုတ်သီးစိမ်းကိုတော့အတောက်လိုက်လေးပဲထည့်လိုက်ပါတယ်ငရုတ်သီးခွဲချမ်းလေးထည့်ထားတော့အဆက်မစားနိုင်တဲ့သူတွေလည်းပါတော့အကုန်လုံးစားနိုင်လို့ပါအမဲကလေးစားဟင်းရဲ့ငပိချက်ဆိုတော့တူးစရာကိုအချင်းစိန်ထားလေးပဲလုပ်ပါတယ်ပိုးဘဲနီလေးဟင်းချက်နီးကိုအရန်မေးကြပါတယ်ပိုးဒီနေ့အလွယ်ကူဆုံးချက်ပြပါမယ်ဘဲနီလေးကို15မိနစ်လောက်ရေးသေးချာဆေးပြီးတော့စိမ့်ထားပါတယ်ပြုတ်မယ်ဆိုရင်ဂျင်းရဲ့တက်သွန်ပြူရဲ့နွေမှုရဲ့စားရဲ့မှုဟင်းခမုံရဲ့ရေးထည့်ပြီးတော့ပြုတ်ထားပါတယ်
ပဲဟင်းတွေစီတက်ပါမယ်မီးပိတ်ထားပြီးတော့အိုးတွေကိုစီထည့်တယ်တက်သွနီကျော် ready made ကိုပဲထည့်လိုက်တာပါပြီးရင်ရွေနီးထည့်လိုက်တယ်အယောင်တင်မှုန့်ထည့်မယ်ပိုးကမုံညင်းစီလေးရှိလို့ထည့်လိုက်တယ်မဆလာထည့်တယ်ဒါဆိုရင်ပဲစီတက်တာပြီးတော့ပါပြီဒီထက်လွယ်တဲ့နည်းလည်းမရှိတော့ပါဘူးပဲပြုတ်တာပြစ်သွားရင်ရွေးနေထည့်လို့ရပါတယ်ပြီးရင်စီတက်တာလေးထည့်ပြီးတော့စူအောင်တင်လိုက်တယ်ပြည့်နဲ့သိန်းလေးထည့်ရင်တော့ပိုကောင်းတယ်ပိုးကတော့ဒီနေ့နန်းနန်းမင်းမရှိလို့နန်းနန်းမင်းထည့်လိုက်ပါတယ်ဒါဆိုရင်ပဲနီလေးဟင်းရပါပြီအချိုပွဲကတော့အများကြီးမလုပ်နိုင်တော့တာနဲ့တင်မော်သီးနဲ့ပြပြသီးလေးပဲလုပ်လိုက်ပါတယ်ဒီနေ့တော့ပိုးလေးဟင်းချရတော်တော်မောသွားပါပြီကြည့်ရတဲ့သူတွေလည်းပိုးနဲ့အတူမောနေပြီထင်ပါတယ်အမောပြေတင်မော်သီးနဲ့ပြပြသီးလေးနဲ့စားလိုက်ကြပါရှင်ဒီဗီဒီယိုလေးမှာဟင်းချက်တဲ့အလွယ်နည်းအများကြီးပါမို့အကျိုးရှိမယ်ထင်ပါတယ်ရှင်